တိတ်ခုတ်သမားလေးနဲ့ပစိန်သုံးလက်ဟိုးရှိတော့အရန်ကိုတာယာလှပတဲ့ရွာလေးတွေကမှာမောင်လင်းလို့ခေါ်တဲ့တိတ်ခုတ်သမားလေးနဲ့သူ့ရဲ့အဖိုးနေထိုင်ကြစတဲ့အဲ့ဒီတိတ်ခုတ်သမားလေးကနေ့စဉ်နေ့တိုင်းရွာနဲ့မလန့်မကန့်မှရှိတဲ့တောအုပ်လေးတစ်ခုကိုတွားပြီးတော့တိတ်ခုတ်တဲ့လုပ်ငန်းကိုအစင်မပြတ်လုပ်ကိုင်နေတဲ့အဲ့လိုရလာတဲ့တစ်သားတွေကိုလည်းရွာတွေကလယ်သမားတွေစီမှာစားစာနဲ့လဲလှယ်ပြီးတော့နေ့စဉ်နေ့တိုင်းချက်ပြုတ်စားတော့တဲ့ဒီတစ်ခုတ်တဲ့လုပ်ငန်းနဲ့တစ်ခုတ်သမားလေးကသူ့ရဲ့မိသားစုအတွက်စားဝတ်နေရေးရှာနေရတာပေါ့ဒီလိုနဲ့တနေ့မှာတော့ဘိုက်စားလိုက်တော့ကွာဘာစားရရှိလဲမသိဘူးတွားကြည့်တော့ဘုံမလင်းသေးဘူးဘိုက်ကစားနေပြီကွာဘာရှိလဲမသိဘူးကြည့်လောက်အောင်ဟာစားစရာဒါလေးပဲကျွန်တော်လားဟာမဖြစ်သေးဘူးဒီလိုပုံနဲ့ဆိုမကြခင်စားစရာကုန်တော့မှာပဲငါတော့လေးကိုတစ်ခုတ်သွားမယ်စားစရာရလဲကုန်တော်မြင်လိုက်တာကွာဟူးမဖြစ်သေးဘူးငါတော့လေးကိုတစ်သွားခုတ်ပြီးတော့စားစရာရင်းနဲ့မြန်မြန်လဲရမယ်ဟိုကြီးကျွန်တော်တစ်သွားခုတ်လောက်အောင်မယ်နော်ငါမင်းလေးနေဝင်ခင်ပြန်လာခဲ့တော့ဟုတ်ဘို့စိတ်ချပါကျွန်တော်တင်းနေတဲ့ခုတ်ပြီးရတယ်ပြန်လာခဲ့မယ်အေးကဲတစ်သွားခုတ်ကြမယ်ဟာကိုတာပေါ့ခေါင်းငိုက်ပြီးဘာကြီးလုံနေရလဲဗျဟာဒီလိုဘာဖြစ်နေရအော်ဒီလိုမနက်စောကြီးအိတ်ငိုက်နေတာအိမ်မှာအေးရောမိတ်ခေရောက်ချင်းနေငါတော့သူ့လိုအိတ်ငိုက်နေလို့မရအောင်ငါတော့တွေကိုတစ်မြန်မြန်သွားခုတ်ပြီးမှစားကြမြန်မြန်ရမှာကဲတော့တွေကိုတစ်သွားခုတ်ကြမယ်အော်နေရောငါ့ရဲ့ပစင်ဟောဒီမှာရပြီ Okay let's go မြန်မြန်သွားခုတ်ပြီးတော့မြန်မြန်ပြန်လာမယ်အဲ့ဒါမှအဆင်ပြေပါဒီလိုနဲ့တစ်ခုတ်သမားလေးဟာကိုအတွင်းနဲ့ကိုတစ်ခုတ်ဖို့အတွက်တောထဲကိုသွားခဲ့တာပေါ့တောထဲကိုရောက်တဲ့အခါမှာတော့သူဟာတစ်ခုတ်ဖို့အတွက်တစ်ပင်ကိုလိုက်ရှာပါသေးတယ်ဒီနေ့ငါဘေးတစ်ပင်ကိုခေါ်မှလည်းမသိဘူးတားကြီးကြီးတဲ့တစ်ပင်ကိုခေါ်လို့တော့မဖြစ်ဘူးတတန်းရင်နေတဲ့တစ်ပင်တွေလည်းမခေါ်ဘူးငါစားစရာနဲ့လဲဖို့ရလောက်တဲ့တစ်ပင်လောက်ဆိုရင်တော်ပြီဟာနေုံဒီကန်းသနာတစ်ပင်ဆိုရင်အဆင်ပြေရပဲโอเคဒီတစ်ပင်ကိုအဆင်ပြေငါတောဆောင်နဲ့တွေကိုတိုင်နေပြီးတော့ဒီတစ်ပင်ကိုခုတ်လိုက်မယ်အကုန်လုံးမခုတ်ဘဲနဲ့ဒီတစ်ပင်အကိုင်းခတ်တွေကိုပဲခုတ်ပြီးတော့ယူသွားရမယ်โอเคတောဆောင်နဲ့တွေကိုလည်းတိုင်နေပြီးပြီဆိုတော့ဒီတစ်ပင်ကိုငါခုတ်လိုက်တော့မယ်တစ်ပင်ကနည်းနည်းမာတာပဲငါအားနည်းနည်းထည့်ပြီးခုံးမရမယ်အေးဟာငါပစင်ရေထဲပြုတ်ကျသွားပြီငါပစင်ရေထဲပြုတ်ကျသွားပြီဟာလက်ကလွတ်သွားပြီးငါပစင်ရေကန်တော့ပြုတ်ကျသွားပြီဟာဟိုအနှက်ကြီးတော့ပြုတ်ကျသွားတာပဲတော်ပြီကွာငါပစင်ပြောက်သွားပြီဟာငါရေထဲမကူတတ်ဘူးဘယ်လိုလုပ်ရမလဲလောက်ကြပါအောင်ကွာငါပစင်နာမရှိရင်ငါစားဝတ်နေရေးအတွက်ငါထမင်းစားနိုင်တော့မှာမဟုတ်ငါဖိုးလေဘာမှကျွေးနိုင်တော့မှာမဟုတ်ဘူးတော်ပါပြီကွာတိခုတ်သမားလေးရဲ့ပစင်ဟာရေကန်ထဲကိုပြုတ်ကျသွားတဲ့အတွက်တိခုတ်သမားလေးဟာပြာရပြီးတော့ငိုကြွေးနေတယ်တော်ပါပြီကွာငါပစင်နာမရှိရင်ငါအဖိုးလေဘာမှကျွေးနိုင်တော့မှာမဟုတ်ဘူးငါလေဘာမှစားနိုင်တော့မှာမဟုတ်ဘူးဒီပစိန်နဲ့ပဲငါစားဝင်နေအဆင်ပြေနေရတာအခုလိုပစိန်သာမရှိတော့ရင်တော့ငါတို့ငတ်ပါပြီကွာငါတို့တော့ပါပြီငါပစိန်လေဟိုအနှက်ကြီးတွေကိုကြာသွားတော့ပြီကွာတော့ပါပြီအဲ့ဒီချိန်မှာပဲဟိုတင်းလူသားဘေးကြောင်ဝင်နေရတာလေဟာခင်ဗျားဘာလို့လဲတောင်ပန်နေနေပါလားကျွန်တော်ကဒီကြောင်ဆောင်နေတောဆောင်နဲ့သမီးပဲတင်းရဲ့ငိုတန်ကြောက်လို့ကျွန်တော်ပေါ်လာနေတာပါဟာနဲ့သမီးလားတို့ကျွန်တော်ကပါအောင်ဗျာကျွန်တော်ရဲ့ပစိန်ကျွန်တော်တစ်ခုနေနေကျွန်တော်ရဲ့ပစိန်လက်ထက်ကလွတ်သွားပြီးတော့ရေကန်ထဲကိုကျသွားလို့ပါဗျာကျွန်တော်ကပါအောင်ကျွန်တော်ငတ်လိမ့်မယ်ဟုတ်ပါပြီဒါဆိုတင်းရဲ့ပျောက်သွားတဲ့ပစိန်ကိုကျွန်တော်ရေထဲကိုဆင်းပြီးတော့ရှာပေးပါမယ်တင်းရဲ့ပစိန်ဟုတ်မဟုတ်ပြန်ပြီးတော့ပြောပါအဲ့လိုပြောပြီးတော့လက်သမီးလေးဟာရေကန်ထဲကိုဆင်းတော့တယ်လက်သမီးလေးဟာမကြခင်မှာပဲပစိန်တလက်နဲ့ပြန်ပေါ်လာခဲ့ပါတယ်တစ်ခုတ်သမားလေးကလည်းဦးချောင်းချောင်းနဲ့လိုက်ကြည့်နေတော့တာပေါ့အတင်းလူသားဒီပစိန်ဟာတင်းရဲ့ပစိန်ဟုတ်ပါသလားဟာဒီပစိန်ကရွှေနဲ့လှုပ်ထားတဲ့ပစိန်ပဲငါပစိန်ကရေထဲကိုကျသွားဆိုတော့ရင်းကြီးပဲတက်มาလေရွှေတော့မတက်တော့ပါဘူးမဟုတ်ပါဘူးလက်သမီးလေးအဲ့ကျွန်တော်ပစိန်မဟုတ်ပါဘူးကျွန်တော်ပစိန်ကအဲ့လိုရွှေအပြည့်နဲ့မဟုတ်ပါဘူးဒီပစိန်ဟာတင်းရဲ့ပစိန်မဟုတ်ဘူးဆိုရင်ကျွန်တော်ရေထဲကိုဆင်းပြီးတော့နောက်ထပ်ရှာပေးရမယ်လက်သမီးလေးဟာနောက်တစ်ချိန်ရေထဲကိုဆင်းသွားတယ်တိခုတ်သမားလေးကလည်းအံ့ဩစွာနဲ့လိုက်ကြည့်ရှုနေတာပေါ့မကြခင်မှာပဲလက်သမီးလေးဟာနောက်ထပ်ပစိန်တစ်လက်ကိုထပ်ယူလာခဲ့ပါတယ်တင်းလူသားဤပစိန်ဟာတင်းရဲ့ပစိန်ဟုတ်ပါသလားဒီတစ်ခါမှလည်းတိခုတ်သမားလေးဟာဒီပစိန်ကစိန်ရင်းနဲ့ဖန်တီးထားတဲ့ပစိန်ပဲငါပစိန်ကရေထဲကိုကျသွားဆိုတော့စိန်လည်းမတက်တော့ပါဘူးဒါငါပစိန်မှမဟုတ်ကြဟုတ်တယ်ငါပစိန်မဟုတ်ပါဘူးမင်းသမီးလေးအဲ့ဒါကျွန်တော်ပစိန်မဟုတ်ပါဘူးကျွန်တော်ပစိန်ကအဲ့လိုစိန်အပြည့်နဲ့ဘယ်လိုလုပ်နိုင်မှာလဲဗျာကျွန်တော်ကတနေ့လုံးမှတနေ့စားရတဲ့တိခုတ်သမားလေးပါဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့ရှာပြီးရမယ်လက်သမီးလေးဟာရေထဲကိုပြန်ဆင်းသွားပြီးနောက်ထပ်ပစိန်တစ်လက်နဲ့ပြန်ပေါ်လာခဲ့ပါတယ်အတင်းလူသားဒီပစိန်ဟာတင်းရဲ့ပစိန်ဟုတ်ပါသလားဒါငါ့ရဲ့ပစိန်ပဲ
ဟုတ်ပါတယ်နတ်သမီးလေးအဲ့ဒါကျွန်တော်ရဲ့ပတ်စင်ပါကျွန်တော်လက်ထက်ကပြုတ်ကျသွားတဲ့ပတ်စင်ပါဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်နတ်သမီးလေးရေကျေးဇူးရမ်းတင်တာပဲဗျာကျွန်တော်ထမင်းစားနိုင်ပြီကျွန်တော်မငတ်တော့ဘူးဗျာကျွန်တော်အဖိုးကိုလည်းကြိုက်တာကျွေးနိုင်ပြီနတ်သမီးလေးကဲလို့ပါပေါ့ကျေးဇူးကြီးမလာပါတယ်နတ်သမီးလေးရေကျေးဇူးကြီးမလာပါတယ်တိခုတ်သမားလေးကသူ့ရဲ့ပတ်စင်အစ်စ်ကိုပြန်တွေ့သွားတဲ့အတွက်အရန်ကိုပျော်ရွှင်နေပြီးတော့နတ်သမီးလေးကိုလည်းထပ်တလေးလေးကျေးဇူးတင်နေတာပေါ့ တင်လူသားတင်ဟာတကယ်ကိုယူသားလာရဲ့သူတယောက်ဖြစ်ပါတယ်ဒါကြောင့်တင်ကိုကျွန်တော်တင်ရဲ့ပစိန်နဲ့အတူနောက်တစ်နှစ်လက်ကိုပါလက်ဆောင်ပေးခဲ့ပါမယ် နတ်သမီးလေးဟာတိကုတ်သမားလေးကိုပစိန်3လလုံးပေးခဲ့ပြီးတော့ပျောက်ကွယ်သွားစတယ်ဟာနတ်သမီးလေးဘယ်ရောက်သွားလဲအမျက်စီလေးချီရင်းချက်ချင်းပျောက်သွားတာပဲဟာဘယ်ရောက်သွားလဲမသိဒီမှာလည်းပစိန်3လငါ့ကိုကုန်ပေးခဲ့ရတယ်ရွှေပစိန်ရောစိမ့်ပစိန်ရောငါ့ရဲ့ပစိန်ရော3လလုံးငါ့ကိုပေးခဲ့ရပဲဟာကျေးဇူးကြီးမလားပါနတ်သမီးလေးရေနတ်သမီးလေးကျေးဇူးတော်တော်ကြီးမှာပဲဟာငါဒီပစိန်3လကိုယူသွားပြီးတော့အိမ်ကိုမြန်ပြန်မယ်ပြီးရင်အဖိုးကိုဖြစ်ချောင်းဝင်အကုန်ပြောပြမယ်ကွာဒီပစိန်တွေကိုငါထူခွဲရောင်းချပြီးတော့ငါလိုအပ်တဲ့နေရာမှာတုံးလို့ရပြီငါအဖိုးကိုလည်းကောင်းကောင်းမွန်မွန်ထားနိုင်ပြီဟာဝမ်းသာလိုက်တာကွာဝမ်းသာလိုက်တာငါအိမ်ကိုမြန်ဆုံးပြန်မယ်ငါအဖိုးဖြစ်ချောင်းဝင်အကုန်ပြောပြရမယ်ပျော်လိုက်တာကွာပျော်လိုက်တာတိခုသမားလေးကနတ်သမီးရပြီးရဲ့လက်ဆောင်တွေယူသွားပြီးတော့သူ့ရဲ့ရွာကိုပျော်ရွှင်စွာနဲ့ပြန်သွားခဲ့ပါတယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာအဆုံးထိချူပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့လွင်ပါ